ဒါပေမဲ့ကယောဂကူးစက်ထားတဲ့ဇွန်ဘီတွေကရုတ်တရက်လေရဲကိုခုန်တက်ပြီးနဂါးလူသားကြီးကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။သူတို့တွေဟာတတဝါကြီးရဲ့ကိုပေါ်ကိုတွေ့ကပ်ပြီးရဲရဲဆက်ဆက်ကြိုက်ခဲကြတာကြောင့်နဂါးလူသားကြီးဟာနာကျင်လုံးလို့ဟိန်းဟောက်နေရရှာပါတယ်။ဇွန်ဘီတကောင်ကပခုံးကိုအားရပါ။ရားကြိုက်ပြီးအစိတ်တွေတွင်းလိုက်ပေမဲ့ဒီတတဝါကြီးကတော့မယိုင်လဲသေးပါဘူး။သူကလက်တီးတစ်ချက်နဲ့တင်ဇွန်ဘီတကောင်ကိုအစိမ်းရောင်သွေးသားတွေအဖြစ်ပေါက်ထွက်သွားအောင်ထိုးပစ်လိုက်ပါတယ်။ဒါပေမဲ့ဇက်လိုက်ကတော့အေးဆေးပါပဲဘာလို့လဲဆိုတော့သူ့ရဲ့ဇွန်ဘီတွေထဲမှာလက်ပဲ10နှစ်ရှိတဲ့အစိတ်အက်ဆစ်တွေထည့်ထားလို့ပါနဂါးလူသားကြီးကတော့ပိုပြီးဒေါသထွက်လာကကြံတဲ့အစီခံတွေကိုမြေကြီးထဲကျုံဝင်သွားအောင်တရက်ဆက်ချေမုန်းပါတော့တယ်နဂါးလူသားကြီးဟာအတန်ကုန်ဟင်းဟောက်ပြီးဇက်လိုက်စီကိုအားကုန်ပြေးဝင်လာပါတယ်ဇက်လိုက်ကလည်းရန်သူရဲ့ခံနိုင်ရည်ကိုချီးကျူးလိုက်ပြီးသူ့ရဲ့တုတ်ကောင်ကိုစွမ်းအားတွေဖြည့်ကအကာအကွယ်တိုင်းတစ်ခုဖန်တီးလိုက်တယ်ဒါပေမဲ့ရန်သူရဲ့အားကအယမ်းပြင်းတာကြောင့်ဒိုင်းကကွဲထွက်သွားပြီးဇက်လိုက်လည်းလွင့်ထွက်သွားပါတယ်အောင်နိုင်သူအသွင်နဲ့နောက်ဆုံးအချက်ကိုတိုက်ခိုက်ဖို့ပြင်နေချိန်မှာတော့ဇက်လိုက်ကအယိုးထင်းချုပ်စွမ်းအင်ကိုတုံးပြီးသူ့ရဲ့အယိုးတို့ကိုရန်သူစီလွှဲပစ်လိုက်ပါတယ်တုတ်ကောင်ကအရှိန်ဟုန်နဲ့ပြန်ထွက်သွားပြီးနဂါးလူသားကြီးရဲ့နံဘေးကိုတဲ့တဲ့ကြီးထိုးဖောက်သွားပါတော့တယ်ရုတ်တရက်တိုက်ခိုက်ခံလိုက်ရလို့ရန်သူကြီးအော်ဟစ်နေချိန်မှာဇက်လိုက်ကကျန်တဲ့ဇွန်ဘီတွေကိုတပြိုင်တည်းတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တဲ့အစီခံတွေကဒဏ်ရာရနေတဲ့နဂါးလူသားကိုပေါ်ကိုဝိုင်းတက်ပြီးအစိတ်တွေနဲ့ထပ်မံကြိုက်ခဲကြပြန်ပါတယ်မကြခင်မှာပဲနဂါးလူသားရဲ့တကိုယ်လုံးဟာအစိတ်တွေကြောင့်မီးမာအောင်လာပါတော့တယ်နဂါးလူသားကြီးကသူ့ရဲ့နောက်ဆုံးအားနဲ့ဇွန်ဘီတွေကိုထပ်မံချေမုန်းခဲ့ပေမဲ့အားလုံးဟာပြီးဆုံးသွားပါပြီသူဟာမျောလင်းချက်မဲ့စွာနဲ့မြေပြင်ပေါ်မှာဒူးထောက်လဲကျသွားပါတယ်ဇက်လိုက်ကသူ့ရဲ့လက်နက်ကိုရန်သူကိုယ်ထဲကနေပြန်ထုတ်လိုက်ပြီးအဆုံးသတ်ဖို့အတွက်အနားကိုဖြည်းဖြည်းချင်းလျှောက်သွားပါတယ်အဲ့ဒီနောက်သူ့ရဲ့အစွမ်းထက်ဆုံးစကေးဖြစ်တဲ့ life drain ကိုသုံးပြီးနဂါးလူသားကြီးစီကကျန်တဲ့စွမ်းအားတွေကိုအကုန်စုပ်ယူပစ်လိုက်ပါတော့တယ်စမ်းသပ်မှုအောင်မြင်သွားပြီဖြစ်လို့ဆုလပ်အနေနဲ့ခုခံခြင်းအမှတ်အသားဆိုတဲ့စကေးတစ်ခုကိုသူရရှိခဲ့ပါတယ်ဒါပေမဲ့ဇက်လိုက်အတွက်တော့တကယ်ဆုလပ်ကဒါမဟုတ်သေးပါဘူးသူဟာအစွမ်းထက်တဲ့အန်ဒက်တကောင်ဖန်တီးဖို့တခြားကိရိယာတွေလိုဦးမယ်လို့တွေးလိုက်ပါတယ်အဲ့ဒီနောက်မြင်ကွင်းကပြောင်းသွားပြီးတာယာတဲ့နေ့တစ်နေ့ရဲ့ဆိုင်သားမမျိုးလေးကိုရောက်သွားပါတယ်ဇက်လိုက်ဟာကိုတောင်ဟောင်းတစ်ခုရှေ့မှာရက်လိုက်ပါတယ်အတိတ်တုန်းကအတိုင်းဘာမှမပြောင်းလဲသေးတဲ့ဒီနေရာမှာရုတ်တရက်ပောက်ကွဲမှုတစ်ခုဖြစ်သွားပါတယ်မိခိုးတွေကြားထဲကနေစံပင်ဖြောဖြောနဲ့ကောင်လေးတယောက်ချောင်းဆိုးရင်ထွက်လာတာကိုမြင်လိုက်ရချိန်မှာတော့ဇက်လိုက်ကသူရှာနေတဲ့လူကိုတွေ့ပြီဆိုတာသိလိုက်ပါပြီသူကတော့လက်ရှိဂျပန်နိုင်ငံရဲ့အတော်ဆုံးစေးဖော်ဆက်သူဖြစ်လာမဲ့သူပါပဲဇက်လိုက်ကသူ့ကိုယ်သူယောဂါလို့မိတ်ဆက်ပြီးရန်ယာရဲ့ကိရိယာတွေကိုတုံးခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ရန်ယာကတော့ရုတ်တရက်ကြီးရောက်လာတဲ့ဒီသူစိမ်းကိုစိတ်ပြက်နေပေမဲ့ဇက်လိုက်ကသူ့ရဲ့အလဲလက်စားကုသဆေးသူတေသနာကိုကူညီပေးမယ်လို့ပြောလိုက်တဲ့အခါမှာတော့သူကြောင်သွားပါတော့တယ်တခွဲခန်းထဲရောက်တဲ့အခါဇက်လိုက်ကဆေးတို့အေကိုကျွမ်းကျင်စွာဖော်ဆက်ပြလိုက်ပါတယ်ရန်ယာကဒီဆေးကိုဘလို့များတည်ငြိမ်အောင်လုပ်လိုက်တာလဲဆိုပြီးအန်တာနေချိန်မှာဇက်လိုက်ကမင်းလဲနောက်နှစ်အနှဲငယ်ကြာရင်တီးလာမှာပါလို့ပြုံးပြီးပြန်ဖြေလိုက်တဲ့ဆေးရဲ့အာနိသင်ကိုတက်သေးပြဖို့အတွက်ဇက်လိုက်ကသူ့လက်မောင်းကိုဓာတ်နဲ့ကိုယ်တိုင်လိဖြတ်လိုက်ပြီးခုနကဖော်ထားတဲ့ဆေးနီရောင်ကိုလောင်းချလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲဇက်လိုက်ရဲ့ဒဏ်ရာကလုံးဝပျောက်ကင်းသွားတာကိုတွေးလိုက်ရတဲ့အခါမှာတော့အေခမေလေးရန်ယာတယောက်ဒီဆေးရဲ့အစွမ်းကြောင့်ပါးဆက်အဟောင်းသားနဲ့အန်တာမင်တက်သွားပါတော့တယ်အေခမေလေးရန်ယာတယောက်ဆေးရဲ့ရလက်ကိုကြည့်ပြီးအန်တာရုံလုံနေတော့ဇက်လိုက်ကစေးစမ်းသက်ပြုံကိုပြန်သိမ်းလိုက်ပါတယ်ဖော်မြူလာကိုတီးကျင်နေတာလားလို့သူကမေးလိုက်တဲ့အခါရန်ယာကလည်းတီးကျင်စောနဲ့မျက်တောင်မခတ်ပဲကြည့်နေတာပေါ့ဒါဟာဇက်လိုက်ခင်းထားတဲ့ထောင်ချောက်ထဲကိုရန်ယာတဲ့တဲ့ကြီးဝင်လာတာပါပဲဇက်လိုက်ကငါနဲ့အတူတူအလုပ်လုပ်ရင်ဖော်မြူလာအသစ်တွေတင်ပေးမယ်ဒါပေမဲ့အမျက်ကိုတော့60 40ခွဲမယ်လို့ကန့်လန့်လိုက်ပါတယ်ရန်ယာကချက်ချင်းလက်မခံသေးပဲတွေ့ဝင်နေတော့ဇက်လိုက်ကသူ့ရဲ့နက်ခီယိုမန်စီစွမ်းအားကိုသုံးပြီးအေယာမဒျာဂိုနီယန်အလောင်းကြီးကိုတခွဲခန်းထဲထုတ်ပြလိုက်ပါတယ်ရန်ယာတယောက်ဒါကြီးကဘာကြီးလဲဆိုပြီးလန့်သွားတာပေါ့ဇက်လိုက်ကသူဟာနက်ခီယိုမန်စာဖြစ်ကြောင်းနဲ့ဒီအလောင်းကိုအစင်းမြင့်ဆုံးပြီးအဖြစ်ပြုပြင်ဖို့ရန်ယာကိုအကူအညီတောင်းပါတယ်ဒါပေမဲ့ရန်ယာကစာချုပ်လည်းမချုပ်ရသေးဘဲနဲ့တော့မကူညီနိုင်ဘူးလို့ညှင်းလိုက်ပေမဲ့နေရာတော့အသုံးပြုခွင့်ပေးလိုက်ပါတယ်ဇက်လိုက်ကရန်ယာရဲ့စိတ်ဒဏ်ရာတွေကိုသိနေပါတယ်အတိတ်တုန်းကရန်ယာဟာသူ့ရဲ့စ조사အားထုတ်မှုတွေကိုသူများကခိုးယူသွားတာကြောင့်အလောက်ကထွက်ခဲ့ရတာကိုဇက်လိုက်ကနတ်ဖျားတွေရောလူတွေရောအကုန်အတူတူပဲငားရဲ့စွမ်းအားအစ်အမှန်ကိုမြင်ရင်တော့မင်းယုံကြည်လာမှာပါလို့ပြောပြီးအလုတ်စပါတော့တယ်ရန်ယာလဲဇက်လိုက်ကိုစောင့်ကြည့်ရင်းနဲ့မာနာစတုံးငါးလုံးကို42ဒီဂရီမှာအရေးဖြော်ခိုင်းတဲ့အခါဇက်လိုက်ကမယုံနိုင်စရာအရှိန်ဝါနဲ့လှုပ်ဆောင်ပြလိုက်ပါတယ်ဇက်လိုက်ဟာအဲ့ဒီအရေးကိုဒျာဂိုနီယန်အလောင်းပေါ်လောင်းချပြီးကျင်းစာတွေဖော်မြူလာတွေနဲ့အထက်အခါပြုပြင်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ3ရက်တိုင်မအိမ်မနေအလုပ်လုပ်ခဲ့ကြပါတယ်ရန်ယာတယောက်3ရက်တောင်ရှိသွားပြီဗျလို့အော်ဟစ်နေပေမဲ့ဇက်လိုက်ကတော့အမောမပြေပဲအလုပ်လုပ်နိုင်တဲ့သူ့ရဲ့ခံနိုင်ရည်ကြောင့်အန်တာနေပါတယ်ဇက်လိုက်ဟာ1 star အဆင့်ပဲရှိသေးပေမဲ့သူ့ရဲ့စွမ်းအားကတော့နီယာမတွေကိုကြော်လွန်နေတာကိုနောက်ဆုံးမှာတော့ရန်ယာဟာဇက်လိုက်ရဲ့စွမ်းအားကိုယုံကြည်သွားပြီး60 40အမျက်ခွဲဝေမှုကိုလက်ခံလိုက်ပါတော့တယ်သူတယောက်တည်းဆိုရင်နှစ်လောက်ကြာမဲ့ဆေးဖော်ဆက်နေကို3ရက်နဲ့အပြီးတက်ပေးလိုက်တာကြောင့်ဇက်လိုက်ကိုပါတနာအဖြစ်သတ်မှတ်လိုက်တာပါဇက်လိုက်ကလည်းသူ့ရဲ့ပါတနာတစ်အတွက်ဂျင်းနဲ့နေပြီး
အခုဆိုရင်အစင်းမြင့်ဇွန်ဘီကြီးအတွက်လိုအပ်တဲ့ဒရက်ကွန်ကောကိုရှာဖို့အစီအစဉ်ဆွဲပါတော့တယ်ဇက်လိုက်ဟာဟန်နာထရီယိုအဖွဲ့စီဖုံးဆက်ပြီးအလုပ်တစ်ခုထပ်ပေးလိုက်ပါတယ်နေဆက်နာကတောအုပ်တစ်ခုမှာသူတို့အဖို့အဲ့နဲ့ပြန်ဆောင်ကြတဲ့အခါအဖွဲ့သားတွေကဒီနေရာကမွန်စတာတွေပေါ်တယ်အရန်အနေရများတယ်လို့သတိပေးကြပါတယ်ဒါပေမဲ့ဇက်လိုက်ကတော့ငါကအတီးဟောင်းတယောက်ကိုလာနှုတ်ဆက်တာပါလို့ခက်အေးအေးပဲပြောပြီးတော်တဲကိုစက်ဝင်လာခဲ့ပါတယ်ရုတ်တရက်သူတို့ရှေ့မှာ2 star အဆင့်ရှိတဲ့ Ox City တကောင်ပေါ်လာပါတယ်ဟန်နာတွေကအနေရများတယ်လို့တားပေမဲ့ဇက်လိုက်ကတော့သူအစ်ဆက်ဆက်ပြုပြင်ထားတဲ့ဂိုးဘုံရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဖုံးကွန်ထရိုးစွမ်းအားကိုတုံးလိုက်တဲ့အခါလက်နက်စီကနေအမောင်စွမ်းအားတွေနဲ့ကြောက်စရာကောင်းတဲ့စွမ်းအင်ဓာတ်သွားထွက်ပေါ်လာပါတော့တယ်အော့ကြီးကလည်းသူ့ရဲ့လန်နဲ့အားကုန်လွဲပြီးပြန်တိုက်ခိုက်ပေမဲ့ဇက်လိုက်ကတော့ဒီတိုက်ကွက်ကလွဲမှာမဟုတ်ဘူးလို့ပြောပြီးပြန်တော့ပြန်လိုက်ပါတယ်ဇက်လိုက်ရဲ့အယိုးဓာတ်သွားကအော့ရဲ့လန်ထိပ်ဖျားကိုအပိုင်းပိုင်းဖြစ်အောင်ရိုက်ခွဲပစ်လိုက်ပြီးအော့ရဲ့ပခုံးကိုတဲ့တဲ့ကြီးမှန်သွားပါတော့တယ်အော့ကြီးဟာနာကျင်လုံးလို့အတန်ကုန်ဟင်းဟောင်းနေရရှာပါပြီဇက်လိုက်ရဲ့လက်နက်အစ်စ်ကဘလောက်တောင်အစွမ်းထက်လဲဆိုတာအခုမှစတာပဲရှိပါသေးတယ်ဇက်လိုက်ကနှလုံးကိုတဲ့တဲ့ချိန်ခဲ့ပေမဲ့အော့ကြီးရဲ့ခံနိုင်ရည်ကတော်တော်လေးတမာနေပါတယ်အော့ကြီးဟာသူ့ပခုံးကတန်းရာကိုဂယုမဆိုင်ပဲကြံနေတဲ့လန်နဲ့ဇက်လိုက်စီကိုအားကုန်ပြေးဝင်လာပါတယ်ဒါပေမဲ့ဇက်လိုက်ကတော့မလုံးမရှက်ရက်နေတော့ပါပဲအဲ့ဒီအချိန်မှာပဲအဖွဲ့ခေါင်းဆောင်ရဲ့မိတောက်တိုက်ကွက်ကအော့ကြီးကိုတိတ်တိတ်မှန်သွားပါတော့တယ်ဇက်လိုက်ကအချိန်ကိုက်ပဲလိုချီကျူးလိုက်ပြီးတခုတည်းဆိုအားမရမှာဆိုလို့3 ခုလုပ်ပေးမယ်ဆိုကဘုံကွန်ထရိုးကိုတုံးလိုက်ပါတယ်အယိုးတိုင်3 ခုကအော့ကြီးရဲ့ကိုဖောက်ထွက်သွားပြီးပွဲချင်းပြီးအဆုံးစီရင်လိုက်ပါတော့တယ်အော့ကြီးလဲကျသွားတဲ့အခါအဖွဲ့ခေါင်းအဆောင်ကမယုံနိုင်အောင်ဖြစ်နေတော့ဇက်လိုက်ကအလုတ်ကအခုမှစမှာလို့သတိပေးလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲတည်သွားတဲ့အော့ခါဇွန်ဘီအဖြစ်ပြန်နှိုးထလာပါတယ်ဇက်လိုက်ကသူရှာနေတဲ့သူဟာဒီအော့ရွာထဲမှာရှိတယ်လို့ပြောလိုက်တဲ့အခါရှေ့မှာအေယာမတစ်သားခံတက်ကြီးလို့တိဆောက်ထားတဲ့အော့ရွာကြီးပေါ်လာပါတော့တယ်အဖွဲ့သားတွေကနှုတ်ဆက်ယုံပဲဆိုလို့ပြန်မေးပေမဲ့ဇက်လိုက်ကတော့အေးဆက်ဆက်အပြုံးနဲ့အတူအပိုဝင်ငွေတောင်ရောက်ဦးမယ်လို့ပြောလိုက်ပါတယ်အချိန်တွေကုန်ဆုံးသွားပြီးနေဝင်ဗီဒီယိုမှာတော့ဇက်လိုက်ဟာလက်ပဲ73ကိုရောက်သွားပါတယ်သူ့ရဲ့စွမ်းအားတွေတိုးလာပေမဲ့ system ကဒီမျိုးနွယ်စုရဲ့စွမ်းအားစုပ်ယူမှုကန့်သက်ချက်ပြည့်သွားပြီလို့သတိပေးပါတယ်ဇက်လိုက်ကလည်းသူ့အစွမ်းကအကန့်အသတ်မရှိဖြစ်နေမှာမဟုတ်ဘူးဆိုတာကြိုးရိပ်မိပုံပါပဲဒါနဲ့ပဲဒီနေ့အတွက်အမဲလိုက်ချင်းကိုရက်နာပြီးစခန်းချဖို့ဆုံးဖြတ်လိုက်ပါတယ်ညရောက်တဲ့အခါဟန်နာ3 ယောက်ကတော့အေးအေးဆေးဆေးအိမ်မောကြနေကြပေမဲ့ဇက်လိုက်ကတော့သူ့ရဲ့ဇွန်ဘီစစ်တပ်ကိုအဆောင်ချထားပြီးကျောက်ဆောင်တစ်ခုပေါ်မှာတယောက်တည်းထိုင်နေပါတယ်သူဟာလက်ပဲတက်လာလို့ပွင့်လာတဲ့အသိပညာသစ်တွေကိုရှာဖွေဖို့ system ရဲ့ဝိညာဉ်စာကြီးတိုက်ထဲကိုဝင်လိုက်ပါတယ်ဒါပေမဲ့အစင်းမြင့်စာအုပ်တွေကလက်ပဲ45ရောက်မှဖတ်လို့ရမှာမို့လို့သူနည်းနည်းတော့စိတ်ပြတ်သွားတာပေါ့ဒါပေမဲ့ beginner necromancy ဂိုက်ကိုတော့သူဖတ်ခွင့်ရပါတယ်ဇက်လိုက်ဟာစာအုပ်ထဲကအသိပညာတွေကိုတညလုံးအာယုံစိုက်ပြီးလေးလာစုပ်ယူနေပါတယ်မနေ့ရောက်တဲ့အခါမှာတော့သူဟာအစွမ်းတစ်ခုကိုတက်မြောက်သွားပါပြီမနေ့ခင်းမှာအိယာနိုးလာတဲ့ဟန်နာတယောက်ဟာသူ့ကိုစိုက်ကြည့်နေတဲ့အော့ဇွန်ဘီကြီးကိုမြင်ပြီးလမ်းဖြန့်သွားတာပေါ့ဇက်လိုက်ကပြုံးပြီးသူ့အစီခံတွေကိုအစင်းမြင့်တင်လိုက်ကြောင်းရှင်းပြပါတယ်အခုဆိုရင်သူ့ရဲ့ဇွန်ဘီတွေဟာဖုံးအာမာတွေဝတ်ဆင်ထားပြီးအရင်ကထက်အများကြီးပိုတမပိုခံနိုင်ရရှိသွားပါပြီဒါဟာအသားနဲ့အယိုးကိုစိတ်ကြိုက်ချယ်လည်နိုင်တဲ့သူ့ရဲ့အစွမ်းတစ်ပါပဲကဲအော့ရွာကိုတင်ပိုက်ဖို့အချိန်ရောက်ပြီးလို့သူကကျုံးဝလိုက်ပါတယ်ဟန်နာအဖွဲ့နဲ့ဇွန်ဘီစစ်တပ်ဟာအော့ရွာကြီးရှိကိုရောက်သွားပါတယ်ကင်းမြော်စင်ဘောကအော့ကကျူးကျော်သူတွေကိုတွေ့တာနဲ့တတိပေးကောင်းလောင်းထိုးပါတော့တယ်အော့စစ်တီတွေလန်ကိုစီနဲ့ထွက်လာကြပေမဲ့ဇက်လိုက်ကဖုံးကွန်ထရိုးကိုတုံးပြီးခံတက်တကားကြီးကိုအပိုင်းပိုင်းဖြစ်အောင်ရိုက်ခွဲပစ်လိုက်ပါတယ်။ပေါက်ကွဲမှုမီးခိုးတွေကြားထဲကနေအေယာမပူစင်ကြီးကင်ထားတဲ့အော့ကြီးတကောင်ထွက်လာပြီးဒေါသတကြီးဟင်းဟောက်ပါတယ်။တစ်ဖက်မှာလည်းခံတက်တိုင်းပေါ်ကနေအော့များသမားတွေကများမိုးရွာချလိုက်ပါတယ်။အဖွဲ့ခေါင်းဆောင်ကဒိုင်းနဲ့ကာကွယ်ပေးထားချိန်မှာအဖွဲ့ရဲ့များသမားကလည်းသူ့ရဲ့မိတောင်များတွေကိုပြစ်လွတ်ဖို့အစဉ်သင့်ပြင်လိုက်ပါပြီ။